ကဲဒီနေ့ကျွန်တော်တို့ဟာရာဘူဇာရဲ့ကာကာကြီးစကင်နဲ့ exhaust စကင်ကိုတွက်ကြည့်ကြမယ် let's go guys ဒါတော့ intro animation ကာကြီးစကင်ကပုံမိုက်တယ်ပြီးရင်ကျွန်တော်တို့ record စဆမ်းမယ် record ကတော့ exhaust စကင်ကပုံမိုက်တယ်ပြီးရင် passive ကတော့နှစ်ခုလုံးသူ့အနေနဲ့သူလှတယ်ကာကြီးစကင်ကတော့အပြာရောင်ဦးစားပေးတယ်ဒါပေမဲ့ exhaust စကင်ကတော့အဖက်ပိုထွက်တယ်သူကဓာတ်နဲ့ခုတ်တာဆိုတော့ပုံမိုက်ပြီးရင်စကေး1စကေး1စက်ကြာပြစ်တဲ့နေရာမှာတော့ကာကြီးစကင်ကပုံမိုက်တယ်ပိုလဲမြန်တယ်လို့ခံစားရတယ်ဒါပေမဲ့ exhaust စကင်ကလည်းလှတာပဲenemy ကိုထိသွားတဲ့အချိန်မှာလည်းကာကြီးစကင်ကပို့ပြီးတော့အယောင်ထွက်တယ်ဖတ်ထွက်ပြီးတော့စကေး2ကအရိတ်တွေပြန်သွားတဲ့အချိန်မှာကာကြီးစကင်ကတစ်ကိုင်းကြောက်လေးကြံခဲ့ရတော်တော်မိုက်တယ်ဘယ်စကင်မှာမှအဲ့လိုမျိုးမရှိဘူးပြီးတော့အရေး enemy ရောဝင်သွားတဲ့အချိန်မှာလည်းကာကြီးစကင်ကတော်တော်လေးလှတယ်လို့ပြောလို့ရ animation effect တော်တော်များတယ်ပြီးရင် edit ပိုင်းတာ shadow scale မှာလည်းဟာရာဘူဇာရဲ့ exhaust စကင်ကငွေဟောက်ကြီးထွက်လာတယ်ကာကြီးစကင်ကတော့လျှက်စီးကြောင်းနေနဲ့ share မိုက်တယ်ကျွန်တော်ကတော့ကာကြီးစကင်ကိုပို့ကြိုက်ဒါသားတို့ရောဘယ်ဟာကြိုက်တော့အောက်က comment မှာဝင်ရေးခဲ့လို့ရတယ်ဘိုင်ဘိုင်